ဒီကလေးမလေးကတော့တလောကလုံးရဲ့လူတွေအားလုံးကိုမက်ဆေ့တစ်စောင်းစီပို့ပေးလိုက်ပါတယ်။မက်ဆေ့ထဲမှာလူတိုင်းရဲ့တည်ဆုံးတဲ့ချိန်ကိုအတိအကျရေးထားတာဖြစ်ပြီးတော့မှအစမှာတော့လူတွေဟာသိပြီးတော့မယုံကြည်ပေမဲ့အချိန်ရောက်သွားတဲ့အခါမှာတော့ဘယ်သူမှကိုယ့်ရဲ့ကံကြမ္မာကနေမလွတ်ကင်းနေတာကိုတွေ့ရပါတယ်။ကိုထိခိုက်နေတဲ့ပစ္စည်းတွေအကုန်လုံးကိုတင်ထားရင်တော့မှတင်မင်းရဲ့လက်ထဲကနေလွတ်မသွားနိုင်တာပါ။အသက်ငယ်သေးတဲ့ကောင်လေးတယောက်ကတော့သူ့မှာအသက်ရှင်ဖို့တဲ့60နှစ်ကြံနေတာကိုတွေ့ရပြီးလှုပ်ချင်တာတွေရှောက်ပြီးတော့လုံနေပါတော့တယ်။သူဘယ်လောက်ထိပဲကိုတက်တည်နေပါစေမတည်နိုင်သလို Hi Kevin ငါချက်ပြီးတော့ channel လောက်လာပြီငါမှ60နှစ်မြောက်ကျန်သေးတယ်တဲ့လူသားတွေကိုမက်ဆေ့ပို့ပေးတာကတော့ဘုရားသခင်ရဲ့သမီးပဲဖြစ်ပါတယ်ဘုရားသခင်ကကွန်ပျူတာတစ်လုံးနဲ့တစ်လောကလုံးကိုထိန်းချုပ်ထားတာဖြစ်ပြီးတော့အစမှာတော့ဒီနေရာကလူတွေကလွဲပြီးတော့မှအကုန်လုံးအဆုံရှိတဲ့မြို့တစ်မြို့ဖြစ်လာခဲ့တာဖြစ်ပြီးအဲ့ဒီမြို့ဟာနည်းနည်းထူးခြားလာအောင်ဘုရားသခင်ကတစ်ကလအုပ်တွေကိုမြို့ပေါ်မှာရှောက်ပြီးတော့သွားခိုင်းခဲ့ပါတယ်ကြက်တွေကိုရုပ်ရှင်ကြည့်ခိုင်းပြီးတော့မှငှက်ကလအုပ်တွေကိုဈေးသွားခိုင်းပါတယ်မြို့လေးကအရင်လိုမျိုးမတိတ်ဆိတ်ပေမဲ့တမျိုးကြီးဖြစ်နေပြီးဒါကြောင့်ပဲအာရန်နဲ့အေဝါကိုတီထွင်လိုက်ပါတယ်လူသားတွေရဲ့တမိုင်းတစ်လျှောက်မှာတော့ဘုရားသခင်ဟာသူ့ရဲ့နာမည်ခံပြီးတော့စစ်ပွဲတွေအများကြီးဖြစ်သွားအောင်လုပ်ပါတယ်။သူကျတော့လူသားတွေအချင်းချင်းတက်ပြတ်နေတာကိုကြည့်ပြီးတော့အပန်းဖြစ်နေတာပါ။အခုခေတ်ကိုရောက်လာတဲ့အခါမှာတော့ဘုရားသခင်ကအက်ဆီဒန့်တွေကိုတီထွင်ရတာအရန်ကိုကြိုက်နေပြီးလေရင်ပြုတ်ကျလာအောင်လုပ်လိုက်ရထားတွေလမ်းလွဲသွားအောင်လုပ်လိုက်နဲ့ကစားလို့နေပါတယ်။သူအရန်အားနေတာကြောင့်ပဲလူသားတွေကိုစိတ်ညစ်စေတဲ့နေရာမှာကိုထုတ်လိုက်တာဖြစ်ပါတယ်။အများအားဖြင့်တော့အိတ်ချင်တဲ့အချိန်ကအမြဲတမ်းအိတ်ရတဲ့အချိန်ထက်10မိနစ်လောက်ပိုနေရပါမယ်။ကျမ်းမြေပေါ်ကိုပြုတ်ကျသွားတဲ့ပုံမုံကလည်းအမြဲတမ်းယူဘက်ပါတဲ့ဘက်ဖြစ်ရပါမယ်။ကွဲသွားတဲ့ပကံတွေကလည်းအမြဲတမ်းဆေးပြီးသားဟာတွေဖြစ်ရပြီးတန်းစီနေတဲ့အချိန်တွေကတော့အမြဲတမ်းသူများရဲ့အတန်းကပုံမြန်နေရပါမယ်။လူသားတွေကိုဒုက္ခပေးပြီးတော့အပန်းဖြစ်နေတဲ့ဘုရားသခင်ကိုသူ့ရဲ့သမီးကကြည့်မရဘူးလို့သွားပြီးတော့ပြောပါတယ်။အဖေလိုလားတဲ့ဟာတွေကအယံကိုရှင်မို့ကောင်းနေတဲ့သမီးရဲ့အမြင်မှာသူဟာအရက်ဆေးလေးတွေတောက်ပြီးတော့ဒေါသကြီးတဲ့လူတစ်ယောက်ဖြစ်ပြီးလေးစားစရာအချက်လည်းတစ်ချက်မှမရှိပါဘူး။ဒါပေမဲ့မောင်းမာတဲ့ဘုရားသခင်ကတော့ဘယ်ပြောခံမှာပါလဲ။ပုတ်ပေးပြီးတော့သူ့ရဲ့သမီးကိုကောင်းကောင်းဆုံးမပြစ်လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲသူ့ရဲ့သမီးကလူသားကဘာကိုသွားပြီးတော့မှကယ်တင်ပေးခြင်းနဲ့စိတ်ဟာပို့ပြီးတော့ပြင်းထန်လာကြပြီးကလေးမလေးကကြောက်ရွံ့ဖြစ်နေတဲ့သူ့ရဲ့ကိုယေရှုကိုလည်းခေါ်လိုက်ပါတယ်။ယေရှုကလည်းသူ့ကိုအကြံပေးပါတယ်။လူသားကဘာကိုရောက်သွားလို့ရှိရင်ဓမ္မတိကျမ်းဆိုတဲ့ကျမ်းကိုရေးသားဖို့မှားလိုက်ပြီးတော့တပည့်6ယောက်ကိုလည်းသွားပြီးတော့ရှာရမှာဖြစ်ပါတယ်။ယေရှုရဲ့တပည့်10ယောက်နဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့18ယောက်ကွက်တိဖြစ်သွားမှာဖြစ်ပြီးတော့မှ18ဆိုတာကသူတို့အမေရဲ့လက်ခီးနဲ့မှာပဲဖြစ်ပါတယ်။သူတို့ရဲ့အမေစိတ်ချမ်းသာလို့ရှိရင်လူလောကကြီးကိုပြန်ပြီးတော့စီစဉ်ပေးမှာဖြစ်ပြီးကလေးမလေးကသူ့ရဲ့အဖေအရက်မူပြီးတော့အိပ်ပျော်နေတဲ့အချိန်မှာပဲသူ့အဖေခါမှရှိတဲ့ရုံးတော်ကိုခိုးသွားလိုက်ပါတယ်။ပြီးလို့ရှိရင်လူ6ယောက်ရဲ့အချက်လက်တွေကိုသွားပြီးတော့ယူခဲ့ပါတယ်။သူ့ဖေရဲ့ကွန်ပျူတာကနေလည်းလူသားတစ်ယောက်ချင်းစီကြံနေခဲ့တဲ့အချိန်ကိုအကုန်လုံးမက်ဆေ့ပို့ပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့ကလေးမလေးဟာကွန်ပျူတာကိုတောက်ခတ်နိုင်ခဲ့ပြီးတော့ဘာကြောင့်လဲဆိုလို့ရှိရင်တော့အရန်ကိုဖုန်းတကူကြီးမားတဲ့ဘုရားသခင်ကကွန်ပျူတာမရှိရင်တာမန်လူနဲ့ကြွားချချက်မရှိပါဘူး။အကုန်လုံးလုပ်ပြီးသွားတဲ့အချိန်မှာတော့ကလေးမလေးဟာယေရှုပြောပြတဲ့အတိုင်းပဲအဝိဇ္ဇာဇန်နာကိုရောက်လာခဲ့ပါတယ်။အဲဒီနာကလူပြည်ကိုသွားဖို့အတွက်တကူကြီးသောလမ်းဖြစ်တာကြောင့်ဖြစ်ပြီးတော့ကလေးမလေးကအဝိဇ္ဇာဇန်တွေကနေလူပြည်ကိုရောက်လာခဲ့ပါတယ်။ဗေဒါဆိုတဲ့အင်ဂျီယာမဲ့အဖိုးကြီးကဓမ္မတိကျမ်းကိုရေးပေးဖို့တောင်းဆိုလိုက်တာဖြစ်ပြီးအဖိုးကြီးကလည်းလို့ဆရာမရှိတာကြောင့်ကလေးမလေးရဲ့တောင်းဆိုမှုကိုလက်ခံလိုက်ပါတယ်။ပြီးလို့ရှိရင်တော့သူတို့နှစ်ယောက်ကတပည့်6ယောက်ကိုတူတူသွားပြီးတော့ရှာကြပြီးပထမဆုံးတစ်ယောက်ကတော့ Audrey ဆိုတဲ့ကောင်မလေးပဲဖြစ်ပါတယ်။သူကတော့အရန်ကိုချုံမောလှပပြီးတော့မှသူ့ရဲ့အတန်ကလည်းအရန်ကိုမှနားထောင်လို့ကောင်းပါလေ။ချုံမောနေပေမဲ့လက်တွေပေါ်မရှိတာကြောင့်တိုက်ခဲမှာရှိတဲ့အမျိုးသားတွေကသူ့ကိုကြည့်တယ်ပြီးတော့အမျိုးသမီးတွေကျတော့သူ့ကိုအမြင်မကြည့်တတ်ပါဘူး။သူ့ရဲ့မြင်မှာတော့ယောက်ျားတွေဟာသူ့ကိုတနာမျက်လုံးနဲ့ကြည့်ကြတာဖြစ်ပြီး Audrey 9နှစ်အရွယ်မှာသူ့ရဲ့ဘယ်ဘက်လက်ကိုဆုံးရှုံးခဲ့ရပါတယ်။အဲဒီချိန်ကနေစပြီးတော့မှသူကလူတွေကိုမယုံတော့တာဖြစ်ပြီးတော့ကလေးမလေးက Audrey အတွက်အိမ်မက်တစ်ခုဖန်တီးပေးပါတယ်။ Audrey နဲ့သူ့ရဲ့ဘယ်ဘက်လက်ကအိမ်မက်ထဲမှာပြန်ပြီးတော့တွေးကြတာဖြစ်ပြီးလို့ရှိရင်တော့တပည့်တယောက်ကိုသွားရှာဖို့တဲ့ခရီးစတင်ပါတယ်။နောက်ထပ်တစ်ယောက်ကတော့အသက်50ရှိနေရှိပြီဖြစ်တဲ့ Lot ဖြစ်ပြီးတော့သူငယ်ငယ်တုန်းကသူ့ရဲ့အိမ်မက်ဟာစွန့်တိုင်းသမားတယောက်လုပ်ဖို့တဲ့ပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအသက်ကြီးလာတာနဲ့အမျှနေရာချင်းချင်းလေးမှာနေတဲ့အလုပ်တွေအကြာကြီးလုပ်နေရတာကြောင့်ပဲသူ့ရဲ့အိမ်မက်ကပျောက်ဆုံးလို့သွားခဲ့တာပါ။သူအလုပ်သွားတဲ့တနေ့မှာတော့ကြံနေတဲ့အသက်မက်ဆေ့ဝင်လာခဲ့တာဖြစ်ပြီးသူကဖုန်းကိုလွှင့်မြင်ပြီးတော့အလုပ်လုပ်တဲ့အိတ်ကိုလည်းဖျက်ဆီးပစ်လိုက်ပါတယ်။ကောင်မလေးကငှက်တကောင်ကိုခေါ်လာပြီးတော့လော့ကိုပြပြလိုက်ပါတယ်။အဲ့ဒီခက်ခဲတွေကနေထွက်သွားခြင်းနဲ့ဆိုရင်ကိုချုပ်ချယ်ထားတဲ့နေရာတွေကနေအရင်ဆုံးထွက်သွားရမှာဖြစ်ပါတယ်။လောကလည်းချက်ချင်းပဲသဘောပေါက်သွားခဲ့ပြီးတော့ငှက်ကလေးနဲ့အတူတူသူ့ရဲ့စွန်နာခံခီးကိုစတင်လိုက်ပါတယ်။အသက်ရှင်ဖို့တဲ့တက်တန်း12နှစ်ကျန်နေသေးတာကြောင့်ပဲသူ့ရဲ့အိမ်မက်ကိုလက်တွေ့ဖြစ်အောင်သွားပြီးတော့လုပ်ဖို့တဲ့အချိန်ကလုံလောက်နေတာဖြစ်ပြီးအခုချိန်မှာတော့ဘုရားသခင်နဲ့အဝိဇ္ဇာဇက်ကနေလူပြည်ကိုရောက်လာခဲ့ပါပြီ။သူကတော့ကွန်ပျူတာကိုပြန်ပြီးတော့ဖွင့်နိုင်ဖို့တဲ့သူ့ရဲ့သမီးကိုလာရှာတာဖြစ်ပြီးကွန်ပျူတာမရှိတဲ့ဘုရားသခင်ကတော့ဘာအနာမှမရှိတော့ဘဲနဲ့လူတွေကလည်းသူ့ကိုမကြောက်တော့ပါဘူး။လူပြည်ဟာသူ့တဲ့ငရဲပြည်ဖြစ်နေခဲ့ပြီးတော့အမိုက်ပုံးတွေကနေအစာကိုရှာပြီးတော့စားတာတော့မှသတိပေးခံရပြန်ပါတယ်။သတိပေးတာကိုဂိမ်းမဆိုင်ဘူးဆိုလို့ရှိရင်တော့အရိုက်ခံရတဲ့လို့ဘဝင်မြင့်တဲ့ဘုရားသခင်ကတော့ဒီလိုဒုက္ခမျိုးတွေကိုလည်းမကြုံမှုခဲ့ပါဘူး။သူစေးရုံကိုရောက်သွားတာတော့မှကလေးတယောက်ရဲ့ပေါင်မုံကိုလူလိုက်ပါသေးတယ်။ဒီလိုနဲ့ပဲသူ့ရဲ့နေရာမှာကိုထိသွားခဲ့တာဖြစ်ပြီးပေါင်မုံကျမ်းမြေပေါ်ကိုပြုတ်ကျသွားလို့ရှိရင်ယူပါတဲ့ဘက်ကအမြဲတမ်းကျမ်းမြေနဲ့ကက်နေတတ်ပါတယ်။
ဘုရားသခင်ကဘုရားကျောင်းကိုရောက်လာပါတယ်အဲ့နေရာမှာသူများကအစားအစာတွေကိုလှူဒန်းပေးနေတာဖြစ်ပြီးဒီကမှလည်းသူ့ရဲ့နေရာမှာနဲ့ပြန်ထိသွားပြန်ပါတယ်တန်းစီနေတဲ့အချိန်မှာနောက်တစ်ဖက်ကအမြဲတမ်းပုံမြန်နေတတ်တာပါဒေါသထွက်နေတဲ့ဘုရားသခင်ကတန်းရောက်ဖို့အတွက်လုပ်နေပြီးအဲ့တော့တခြားလူတွေကသူ့ကိုဝိုင်းပြီးတော့ရိုက်ပြန်ပါတယ်ကံကောင်းတာကတော့ယေဘရဟိကရောက်လာခဲ့ပြီးတော့သူ့ကိုကယ်တင်လိုက်တာပါဒါမဲ့သူဟာယေဘရဟိရဲ့အရှင်မှာယေရှုရဲ့အတင်းကိုလည်းတုံ့နေပြန်ပါသေးတယ်ယေရှုရဲ့ရုပ်ဝါတော်ရှင်မှာပရောဟိတ်ရဲ့ကိုယ်ဝေယုံကြည်ရာကိုစော်ကားလိုက်တာကြောင့်အဲဒီခေါက်တော်သူများကယေဘရဟိကိုလာဆွဲပြီးရတဲ့အလှည့်တော်မှာရောက်ရပြန်ပါတယ်ငါဘုရားသခင်နဲ့နေပါလုံနေတာလေတဲ့ဘုရားသခင်ဒုက္ခရောက်နေတဲ့အချိန်မှာသူ့ရဲ့သမီးကလည်းတတိယတပည့်တယောက်ကိုရှာတွေ့သွားပြန်ပါတယ်သူ့ရဲ့နာမည်ကတော့ကမာဖြစ်ပြီးတော့မှအသက်ကတော့84ရက်ပဲကျန်တော့တာပါသူရဲ့အိမ်မက်ကတော့စိတ်တိုင်းကြတဲ့လက်တွဲပေါ်တယောက်ကိုလိုချင်ခဲ့တာဖြစ်ပေမဲ့လည်းသူစူးစမ်းနိုင်မှလည်းမအောင်မြင်ခဲ့ပါဘူးသူမှနားထောင်လို့ကောင်းတဲ့အတန်လေးပဲရှိပြီးတော့မှတခြားအားသာချက်တွေလည်းမရှိပါဘူးကလေးမလေးကသူ့ကိုအတန်သွင်းတဲ့အလုပ်သွားလို့ဖို့တဲ့အကြံပေးပြီးသူမတင်တာကတော့သူရဲ့လို့ပဒနာကငငယ်တုန်းကကြိုက်ခဲ့တဲ့ crush လေးပဲဖြစ်နေပါတယ်ဒီလိုနဲ့ပဲအထီးကျန်နေတဲ့နှလုံးသားနှစ်ခုကရင်းနှီးလာခဲ့ပြီးလေးယောက်မြောက်တပည့်ကတော့လူသက်သမားတစ်ယောက်ပဲဖြစ်ပါတယ်သူကငယ်တုန်းကကားအက်ဆီဒန့်တစ်ခုတွေ့ပြီးတော့မှသူများအသက်တက်ရတာကိုသဘောကျခဲ့တာပါဒါပေမဲ့လည်းအစမှာတော့သူကပြည့်စည်အများကြီးကိုလိပ်ပြ6ကောင်ကျွမ်းနေကောင်နဲ့ကျွတ်တူရည်နဲ့ကောင်ပဲတက်ခဲ့ပါတယ်အသက်ကြီးလာပြီးတော့ပြည်စုံတဲ့မိသားစုဘဝရှိနေခဲ့ပေမဲ့1522ခုမြောက်နေရာမှာကိုထိထားတာပဲဖြစ်ပါတယ်သူရဲ့မိန်းမကသူချစ်တဲ့ကောင်မလေးမဟုတ်ပါဘူးအသက်မစစ်ဝင်လာတဲ့အခါမှာတော့သူဟာသူ့ရဲ့မိန်းမရဲ့အသက်ကိုဂရုတော်မှမဆိုင်ပါဘူးတနက်တစ်ခုကိုဝယ်လာပြီးတော့သူလုပ်ချင်တဲ့ဟာတွေကိုလုပ်နေတတ်တယ်လို့ကလေးမလေးရဲ့အမြင်မှာသူလူတက်ချင်တဲ့အကြောင်းရင်းကတော့အချစ်ကိုမခံစားဘူးလို့ပါပဲဒါကြောင့်မလို့ပဲကလေးမလေးကသူ့ကိုကြည်စံတစ်ခုပေးပြီးတော့မှနောက်တဲ့6စက္ကန့်လောက်ရောက်လာမဲ့မိန်းကလေးကိုတက်ပစ်ဖို့တဲ့ပြောပါတယ်လူသက်သမားကမိန်းကလေးကိုထိအောင်ပြစ်လိုက်ပြီးမဲ့လေအဲ့ဒီမိန်းကလေးကတော့ဘာမှမဖြစ်ပါဘူးအဲ့ဒီမိန်းကလေးကပထမတစ်ပည့်အော်ရီပဲဖြစ်ပါတယ်ငါးယောက်တို့တပည့်ကတော့တတိမတယောက်ဖြစ်ပြီးတော့မှသူ့မှာအသက်က9နှစ်ပဲရှိတော့တာကိုသိသွားတဲ့အခါမှာ39နှစ်လောက်ကျန်နေတဲ့သူ့ရဲ့ယောက်ျားကအရန်ကိုစိတ်ချမ်းသာတဲ့ပုံစံဖြစ်နေပါတယ်တတိမကလည်းအရန်ကိုဝမ်းနေလို့သွားခဲ့ပြီးတော့သူ့ရဲ့ပတ်စံတွေကအရာဝတ္ထုအလုံးကိုဝယ်နိုင်ခဲ့ပြီးမဲ့သူ့ရဲ့စိတ်တွေကအထီးကျန်နေတာကိုတော့မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူးကလေးမလေးကသူ့ကိုစက်ကပ်ဝိုင်းနဲ့ခေါ်သွားပြီးထင်မထားတာကတော့သူဟာလူဝင်တကောင်ကိုသဘောကျသွားခဲ့တာဖြစ်ပါတယ်ရင်းနေကအချင်းမြင့်တာတွေပွားများလာပြီးတော့တတိမကလူဝင်ကိုဝယ်လိုက်ပါတယ်အဲဒီလိုနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတယ်တပည့်နောက်ဆုံးတစ်ယောက်ကတော့မိန်းကလေးဖြစ်ခြင်းနဲ့ဝေလီပဲဖြစ်ပါတယ်သူကငငယ်လေးတွေကခဏခဏဖျားထက်ပြီးတော့အခုချိန်မှာတော့အသက်ကရက်ပေါင်း80လောက်ပဲကျန်နေတာပြီးတော့သူကခေါင်းဝင်လေးဝေးပြီးသူများရဲ့အမြင်ကိုဂိမ်းမဆိုင်ဘဲနဲ့နေထိုင်လိုက်ပါတော့တယ်သူရဲ့အိမ်မက်ကတော့ပင်လယ်နားမှာတည်ကျင်တာဖြစ်ပြီးကမ်းကြီးမှာသွားလာနေတဲ့လူတွေအားလုံးကတေကာနီလူတွေပဲဖြစ်ပါတယ်သူလည်းကမ်းကြီးနာကိုသွားပြီးတော့အချိန်ကုန်သွားမှကိုစောင့်နေတာပါထိန်ကျုံမှုလွတ်သွားတဲ့လေရင်တစည်းရောက်လာခဲ့ပြီးတော့အရေးကြီးနေတဲ့အချိန်မှာလူတိုင်းရဲ့အချိန်သတ်မှတ်ချက်ကပျောက်ကွယ်သွားခဲ့ပါတယ်ခလီမာလီကတော့သူ့မိရဲ့လက်ချက်ပြင်မှတီးလိုက်ပြီးသူ့ရဲ့ကိုယေရှုပြောသလိုပဲနောက်ဆုံးတင်တာရဲ့ပုံထဲမှာလူ18ယောက်ဖြစ်သွားမယ်ဆိုလို့ရှင်တော့သူတို့ရဲ့အမေကပျော်ပျော်ရွှင်တဲ့အိမ်ထဲမှာတန့်ရှင်းရေးလုပ်နေမှာပါတဲ့သူ့ဖေရုံကနေကိုပြန်သွားပြီးတော့ကွန်ပျူတာကိုပြန်ဖွင့်ပြီးလူပြည်ကိုသူ့ရဲ့စိတ်တိုင်းကြဖြစ်အောင်ပြင်ဆင်ရာရှိတာပြင်ဆင်နေပါတယ်။ခေါင်းငင်ပေါ်မှာလှပတဲ့ပန်းတွေထွက်လာပြီးလူသားတွေကလည်းမြေကြီးပေါ်မှာပဲမသွားတော့ဘဲနဲ့ကြက်ရင်ကြက်သလိုပင်လယ်ထဲမှာငါးလေးတွေနဲ့လမ်းလျှောက်လို့ရပါသေးတယ်။တတိမနဲ့လူဝင်ကြီးကလည်းခလေးရလာခဲ့သလိုမျက်လုံးကိုတစ်လုံးပဲလိုချင်နေဆိုနေရပါတယ်။လူသက်သမားလေးကိုဝင်ဆောင်နေသလိုဘဝင်မြင့်တဲ့ဘုရားသခင်ကတော့မှတ်ဖို့နေမရှိလို့အဝိရှော်ဆက်စိတ်ယုံမှာအလုတ်သွားလို့နေပါတယ်။သူကလည်းအိမ်မြန်နဲ့လမ်းကိုလက်မလွတ်တန်လိုက်ပြီးတော့ရှာနေခဲ့တာပါ။